အငန်တက်ငပိငချောက်တွေကိုတလားတိတိဖြတ်လိုက်ရင်တင့်ခန္ဓာကိုယ်မှာဘာတွေထူးခြားလာမလဲမြမထမင်းဝိုင်းမှာငပိရည်နဲ့ငချောက်ကဲ့သို့အငန်ကဲတဲ့အစားအစာတွေကမရှိမဖြစ်အရသာတွေပါပဲဒါပေမဲ့တစ်ခါတလေမှာကျွန်တော်တို့ဟာစောက်တက်ဆိုဒီယမ်တွေကိုလိုအပ်တာထက်အစာပေါင်းများစွာပိုစားမိနေတတ်ပါတယ်အကယ်၍တင်းရထမင်းဝိုင်းကနေဒီအငန်တက်ဒီကိုတလားတိတိဖြတ်တောက်ပစ်လိုက်မယ်ဆိုရင်တင့်ခန္ဓာကိုယ်ကအခုလိုတုံ့ပြန်လာပါလိမ့်မယ်တစ်သွေးပေါင်ခြင်းတိတိတာတာကြာဆင်းလာခြင်းစားရက်ကိုခက်လိုက်တဲ့အခါသွေးကြောတွေထဲမှာရေဓာတ်စုဆောင်မှုလျော့နေသွားပြီးသွေးကြောနေရံတွေပေါ်ကဖိအားတွေကျသွားပါတယ်သွေးတိုးသမားတွေအကွသွေးပေါင်ခြင်းကိုတီးငင်သွားစေပါတယ်နှစ်မျက်လာဖောခြင်းနဲ့ကိုလက်ဖောရောင်ခြင်းပျောက်ကွယ်သွားခြင်းမနက်နိုးလာရင်မျက်လုံးအောက်မှာမှုန့်နေတာခြေထောက်တွေပြည့်တာတွေဟာအငန်တက်ကြောင့်ခန္ဓာကိုယ်ကရေကိုဆွဲထားလို့ပါအငန်ဖြစ်လိုက်တာနဲ့ဒီဖောရောင်မှုတွေပျောက်ပြီးလူကပေါ်ပါတွက်လာပါလိမ့်မယ်သုံးကြောက်ကကအနာရသွားခြင်းအငန်တွေအစားများတဲ့အခါကြောက်ကကအစိတ်အတောက်တွေကိုစစ်ထုတ်ဖို့အလုပ်တွေအပြင်းထန်လုပ်ရပါတယ်တလားတော့အငန်ဖြတ်လိုက်ရင်ကြောက်ကရဲ့လှုပ်ဆောင်ရည်ပြန်တက်လာပြီးကြောက်ကကြောက်တီချင်းအန်ဒီလာနေလေဝေးသွားစီပါတယ်လေးနှလုံးကျန်းမာရေးပိုကောင်းလာခြင်းသွေးပေါင်ခြင်းကျလာတာနဲ့အမျှနှလုံးကသွေးညစ်ထိုးရတဲ့ဝန်ထုဝန်ပိုးလော့ကျသွားပါတယ်ဒါကြောင့်နှလုံးယောဂါနဲ့လေးဖြတ်နိုင်ခြင်းကိုတလအတွင်းမှာပဲတိတိတာတာရော့ကျစေနိုင်ပါတယ်ငါအသားတွေကြီးလင်းလာခြင်းအငန်တက်လွန်ကဲခြင်းကြောင့်ဖြစ်တတ်သည့်ရောင်ရမ်းမှုများကိုရော့ကျစေတာကြောင့်အသားတွေကြီးလင်းလာစေရန်များစွာအထောက်အကူပြုပါတယ်ဒါဆိုဘာနဲ့အစားထိုးမလဲငပိငချောက်နေရမှာတမယာတိဂျင်းစစ်တုံဖြူမယုတ်ကောင်းတို့နဲ့အရသာဖော်ကြီးစားသုံးပေးပါအစာပိုင်းမှာအရသာပေါ့နေတယ်လို့ခံစားရပါမယ်နှစ်ပတ်ခန့်အကြာမှာတင့်ရဲ့လျာကအစားအစာတွေရဲ့တကယ်သဘာဝအရသာကိုပြန်လည်ခံစားတတ်လာပါလိမ့်မယ်ဒီ challenge လေးကိုတင့်တငယ်ချင်းတွေနဲ့အတူတူစမ်းကြည့်ဖို့ဝင်းမြတီအတိပေးလိုက်ပါဦးကျမ်းမာခြင်းသက်မြတ်တဲ့လက်မရှိပါဘူးနော်